မင်္ဂလာပါရှင် iPhone ဝယ်ဖို့စဉ်းစားထားတဲ့ချစ်တော်တို့အတွက်ငွေမောက်လည်းအများကြီးမသုံးညင်ဘူး model နေနဲ့လည်းမဖြစ်ချင်ဘူး iPhone က version 1ကိုမှနှစ်တော်ကြာအောင်သုံးညင်နေဆိုတဲ့ချစ် customer လေးတွေအတွက်ညီမတို့ဆိုင်မှာ iPhone 15နဲ့ iPhone 40 Pro Max လေးတွေ install နေငယ်ရောက်ရှိထားပါတယ်ရှင်ဒါလေးကတော့ iPhone 15 A60 Bionic chipset သုံးပေးထားပြီးတော့ main camera 48 megapixel ပါလာတာကြောင့်တပ်ပုံရိုက်တဲ့အခါမှာ camera resolution ကိုပိုမိုကောင်းမွန်စေပါတယ်ရှင်Dynamic လည်းပထမအဆုံးပါလာတဲ့ base model ဖြစ်တဲ့အတွက်ပိုပြီးမိမိုက်ထားကြစီမှာပါ screen size ဆိုရင်လည်း 6.1 inch ဖြစ်ပြီးတော့ luminous ပေါင်းနဲ့ပြုလုပ်ပေးထားတာကြောင့်ပေါ်ပါပြီးလက်ထဲမှာ one side သုံးပြီးတော့ကောင်းမဲ့ဖုန်းလေးလုံးလည်းဖြစ်ပါတယ်ရှင်ဒါကတော့40 Pro Max ဆိုတဲ့အတိုင်း professional ဆန်ဆန်ကင်လို့ရမယ်သူလည်း A60 Bionic chipset ကိုသုံးပေးထားပြီးတော့ 120Hz ပါလာတာကြောင့် screen refresh rate ကိုပုံမှန်မြန်ဆန်ပြီးသုံးရတာ smooth ဖြစ်စေပါတယ် Dynamic Island နဲ့ all in display တွဲပြီးပါလာတာကြောင့်ပိုပြီးထားကြစေပါတယ် Pro Max ဖြစ်တဲ့အတွက် battery mAh ကောင်းကောင်းနဲ့ game မဲဆိုမလား video editing မဲလုပ်မလားတနေ့တာ battery life ကောင်းကောင်းနဲ့အသုံးပြုနိုင်မှာဖြစ်ပါတယ်ရှင် screen size 6.7 inch ဖြစ်ပြီး stainless steel ပေါင်နဲ့ပြုလုပ်ထားတာကြောင့်ဖုန်းသုံးချက်နဲ့ကိုကိုမမတွေအတွက်လုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်ရှင်ဒါကြောင့် budget 6ဖြစ်ပြီး iPhone model မနေလုံးမမြင်လုံးအလဲလက်နေထားတစ်ခုမှရှိတဲ့ iPhone 15နဲ့ iPhone 40 Pro Max ကိုဝယ်ယူမယ်ဆိုရင်ကမာရွတ်မြို့နယ်လှမ်းတက်လန်ရန်ကုန်မြို့မှာရှိတဲ့ညီမတို့ iTrue Mobile ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်။ဟောခဏလေးနေဝေးမှာယူခြင်းနဲ့ချစ်ကချင်မလေးတွေအနေနဲ့လည်း follower 2သိန်းနီးပါးရှိတဲ့ iTrue Mobile လှမ်း page လေးနဲ့ follower 3,600,000ကျော်ရှိတဲ့ iTrue Mobile TikTok account လေးကနေလည်းဆက်သွယ်မှာယူလို့ရပါတယ်ရှင်။